မင်္ဂလာပါ Mystery Zone ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် Mystery Zone ကတော့ကမ္ဘာတစ်လွှားမှာရှိတဲ့ထူးခြားဆန်းများအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ထူးခြားတဲ့ခါဝဲအိုင်ဂျန်မီးတောင်အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်ဒီမီးတောင်ကတော့အင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်ဒီမီးတောင်ရဲ့ထူးခြားချက်ကတော့ညဘက်မှာမီးတောင်အတွင်းကနေအပြာရောင်မီးတွေပေါ်တတ်တာကြောင့်လူအများကစိတ်ဝင်စားနဲ့လာရောက်လေ့လာကြပါတယ်ဒီအပြာရောင်မီးတောက်တွေကတဘာဝဆလဖာငွေ့တွေပူပြင်းစွာလောင်ကျွမ်းရာကနေဖြစ်ပေါ်လာတာဖြစ်ပြီးတော့အပြာရောင်နဲ့မီးတောက်နေသလိုဖြစ်နေတာပါဒီပြာမီးကိုမနက်ခင်းမတိုင်မီ2နာရီကနေ4နာရီကြားအတွင်းမှာပဲမြင်နိုင်ပါတယ်နေရောင်တက်လာရင်တော့ပျောက်ကွယ်သွားပါတယ်ဒီမီးတောက်ရဲ့ဘူချိန်က1000 ဒီဂရီစင်တီဂရိတ်ထိတောင်ရှိနိုင်ပါတယ်ဒီမီးတောင်ရဲ့အောက်မှာတော့ကမ္ဘာပေါ်မှာအက်ဆစ်အပြင်းဆုံးရေကန်တစ်ခုရှိနေပြီးတော့အပြာရောင်နဲ့တကယ်ကိုလှပလွန်းနေပါတယ်။ဒါပေမဲ့ဒီနေရာကလှပလွန်းသလိုအန်ရီတွေလည်းအများကြီးရှိလို့နေပါတယ်။ဒီနေရာဒေသခံတွေကဆလဖာချွတ်တဲ့လုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြပြီးတော့ဝင်ငွေနည်းနည်းနဲ့ခက်ခက်ခဲခဲအလုပ်လုပ်ကိုင်ကြရပါတယ်။ညဘက်မှာအပြာရောင်မီးမြင်နိုင်တယ်လို့နေ့အခါမှာလည်းအက်ဆစ်ကန်ရဲ့အပြာရောင်လှပမှုကြောင့်လူအများစိတ်ဝင်စားနဲ့လာရောက်လှည့်ပတ်ကြပါတယ်။လာရောက်လေပတ်တဲ့သူတွေကမီးတောင်တိတ်ထိရောက်ဖို့3ကီလိုမီတာခန့်လောက်ထိတက်ရပါတယ်။မီးတောင်အတွင်းကဆလဖာငွေ့တွေကအသက်ရှူရခက်စီတာကြောင့်မတ်တွေတက်ဆင်ပြီးတော့လေ့လာရပါတယ်။မိုးနေတဲ့အချိန်ဖြစ်တဲ့ဇန်နဝါရီလကနေဩဂုတ်လအတွင်းလာရောက်လေပတ်သူတွေများပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့မှာတော့အန်ဟောဝယ်ကောင်းလာတဲ့ခါဝဲအိုင်ဂျင်မီးတောင်အကြောင်းကိုဝင်များခဲ့ခြင်းပဲဖြစ်ပါတယ်။နောက်ထပ်ကမ္ဘာတစ်လွှားကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ထပ်လာခဲ့ဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ